ကောင်မလေးကိုဒီနေ့အတိတ်ကအကြောင်းလေးတစ်ခုပြောပြချင်တယ်ကိုတို့နှစ်ယောက်ကြားမှာအသက်ကွာဟာချက်လေးရှိတယ်ဆိုပေမဲ့ကိုဖြတ်တန်းခဲ့တဲ့အချိန်ကာလတွေကိုကောင်မလေးကိုသိစေချင်တယ်ကွာ2000တဲ့ဘောလုံးရသည့်အစပေါ့အဲ့ဒီအချိန်က2000ခုနှစ်ဩဂုတ်လကိုကမြောက်ဥက္ကလာပမှာနေတဲ့73နှစ်အရွယ်ကောင်လေးတစ်ယောက်ပဲရှိသေးတယ်ဟုတ်တယ်ကောင်မလေးက1995မှာမွေးတာဆိုတော့အဲ့ဒီအချိန်ကမှ9နှစ်သမီးအရွယ်လေးပေါ့ကောင်မလေးကအယုတ်လေးတွေနဲ့စော့နေတဲ့အချိန်မှာကိုကတော့ Manchester United ဆိုတဲ့အသင်းကိုယူမူဆွဲလန်းနေတဲ့လူငယ်လေးတစ်ယောက်ဖြစ်နေပြီအဲ့ဒီခေတ်ကအခုခေတ်လိုလက်ကင်ဖုံးလေးပုတ်ပြီးကြည့်ကျင်တဲ့ပွဲကြည့်လို့ရတဲ့ခေတ်မဟုတ်ဘူးကောင်မလေးရဲ့အင်တာနက်ဆိုတာဘာမှန်းလုံးသိချမသိသေးတဲ့အချိန်ပေါ့ညဘဘောလုံးပွဲလာပြီဆိုရင်မြောက်ဥက္ကလာကလက်ဖက်ရည်ဆိုင်တွေစီကိုပြေးရတာပဲအဲ့ဒီအချိန်ကဆလောင်းဆိုတဲ့ satellite dish တက်ထားတဲ့လက်ဖက်ရည်ဆိုင်တွေကဘောလုံးပွဲပြတဲ့ယုံရီလိုပဲ cigarette နန်းဆေးပေါ်လိမ်နန်းတွေဦးနေတဲ့ကြားထဲမှာလက်ဖက်ရည်ချိုကြားတစ်ခွက်မှာပြီးရင်တဖိုးဖိုညက်ကြည့်ရတာဒီလား UBC လို ESPN Star Sports လို line တွေကနေလာတဲ့ပွဲတွေကိုကြည့်ဖို့အတွက်နေရာဥရတဲ့အချစ်တွေကအခုပြန်တွေးကြည့်ရင်တကယ်ကိုအမှတ်အသားတွေကြီးပဲ73နှစ်အရွယ်ကောင်းလေးတစ်ယောက်အနေနဲ့လူကြီးတွေကြားတဲ့တိုးဝဲပြီးပွဲကြည့်ရတာမလွယ်ဘူးကွာဒါပေမဲ့ United ကိုချစ်တဲ့စိတ်ကကိုအဲ့ဒီလက်ဖက်ရည်ဆိုင်တွေစီအရောက်ပို့ပေးခဲ့တာအခုကိုကောင်မလေးကိုဘလောက်ချစ်လဲဘလောက်ဂယူးဆိုင်တယ်ဆိုတာကောင်မလေးအသီးဆုံးပါပဲဒါပေမဲ့ကိုရဲ့ပထမဆုံးအချစ်ဦးကတော့မန်ယူအသင်းလို့ပြောရင်ကောင်မလေးတော်မတူပါနဲ့ကွာအဲ့ဒီအချစ်ကကိုရဲ့ငယ်ဘဝကိုအသက်ဝင်စေခဲ့တာကိုကွာ2000ရာဒီရဲ့ပထမဆုံးလဖြစ်တဲ့ဩဂုတ်လအစကိုအခုထိမှတ်မိနေသေးတယ်အဲ့ဒီရာဒီက United အတွက်အင်ဂျီစပွန်ဆာအတက် Vodafone စာတန်းနဲ့ဂျာစီအတစ်လီစာဝတ်တဲ့ရာဒီပေါ့အရင် Sharp စာတန်းနဲ့အကျင့်ပါနေတဲ့မျက်လုံးတွေအတွက်အစမ်းကြီးဖြစ်နေပြီမဲ့ Vodafone ဂျာစီလေးကလည်းတကယ်ကိုလမ်းပါတယ်ပြီးတော့ပြင်သစ်နဲ့ယူရို2000ဖလားရထားတဲ့ဂိုးသမားပြောင်ကြီး Fabian Barthez ကိုခေါ်လိုက်တဲ့အချိန်လေးရှမိုက်ကယ်ထွတ်သွားကြတဲ့ကဂိုးသမားနေရာအတွက်ရင်မအေးရတဲ့ United ပရိသတ်တွေအတွက် Barthez ကကေတင်ရှင်ကြီးလုံးထင်းခဲ့ကြတာပေါ့ယာဒီအစောပထမဆုံးပွဲကဩဂုတ်လ23ရက်နေ့မှာကန်တဲ့ Charity Shield အခု Community Shield ပွဲလေး Wembley ကွင်းကြီးထဲမှာ Chelsea နဲ့ကန်ရတာအဲ့ဒီတုန်းက Chelsea မှာက Jimmy Lloyd Hasselbaink တို့လိုအသေးလေးကန်တဲ့ကစားသမားတွေရှိတယ်ပွဲစဉ်အစမှာနဲ့ကိုတို့အသင်းခံလိုက်ရတယ် Hasselbaink ကတကိုး Melchior ကတကိုးသွင်းသွားလို့နှစ်ဆုံးနဲ့ရှုံးရော်ကွာရင်ထဲမှာစိုးနှင်းသွားတာပဲလက်ဖက်ရည်ဆိုင်တဲ့က Arsenal ပရိသတ်တွေအသင်းပြိုင်ပရိသတ်တွေကဝိုင်းလောင်ကြတာပေါ့ဟေးမန်ယူကတော့သွားပါပြီကွာဘာသက်စ်ကြီးကလည်းဖလန်းထားနေတာပဲကိုတော့ဝင်းသွားတာပဲဆိုပြီးဝိုင်းစကြတာလေ73နှစ်အရွယ်ကိုမှမျက်ရည်တောင်လဲတယ်ကွာကိုချစ်တဲ့အသင်းကိုတမားတွေဝိုင်းပြောကြတော့ဒေါသလည်းထက်ရှက်လည်းရှက်ပေါ့ပြန်ပတ်ခံခြင်းပဲမဲ့လူကြီးတွေဆိုတော့မပြောရဲဘူးလေစိတ်ထဲမှာလဲမင်းတို့မှတ်ထားငါတို့အဲ့လောက်ရောက်လာလိမ့်မယ်လို့ကျင်းွားခဲ့ရတာအဲ့ဒီရှုံးနေမှုကနာကျင်ရပေမဲ့အချစ်တစ်ခုမှအငြင်းတိုင်းတာယာနေလို့မရဘူးဆိုတာကိုအဲ့ဒီကလေးကသင်ယူခဲ့ရတာပဲကောင်မလေးနဲ့ကိုရန်ဖြစ်တဲ့အခါတွေနားလည်မှုလွဲတဲ့အခါတွေရှိပေမဲ့နောက်ဆုံးတော့လဲကိုတို့အချစ်တွေနဲ့ပြန်ပြီးနားလည်မှုယူနိုင်ခဲ့ကြတာပဲလေရှုံးနေမှုဆိုတာခဏတာပါတကယ်အချစ်ကသာထာဝရဆိုတာ United ကောကောင်မလေးကပါကိုတင်ပေးခဲ့တာပါအဲ့ဒီလို Charity Shield မှာရှုံးပြီးတော့ဩဂုတ်လ20ရက်နေ့မှာ Premier League ပွဲစဉ်တွေစပြီလေပထမဆုံးပွဲကအင်ကွင်း Old Trafford မှာ Newcastle နဲ့ကန်ရတာကိုကလက်ဖက်ရင်ဆိုင်အစိုးကြီးသွားပြီးနေရာဦးထားရတယ်အဲ့ဒီနေ့ကကိုတို့အတင်းတကယ်ကိုအမိုက်စားကစားသွားတာအင်ဒီကိုနဲ့ Ryan Giggs တို့ကဂိုးတွေသွင်းပြီးနှစ်ဆုံးနဲ့နိုင်သွားတယ်ပွဲပြီးတော့လက်ဖက်ရည်ဆိုင်တွေက United ပရိသတ်တွေရဲ့အောင်ပွဲခံတန်းတွေက
မြောက်ဩကလာတခွေစူးညောင်းသွားတာပဲအဲ့ဒီနေ့ကကိုအိမ်ပြန်လာတော့လမ်းလျှောက်ရတာတော့မြေကြီးနဲ့ခြေထောက်မထိသလိုခန်းစားရတယ်အရန်ပျော်တာကိုချစ်တဲ့အရာတစ်ခုကအောင်မြင်နေတာကိုမြင်ရတဲ့ပီတိဆိုတာဘာနဲ့မှမလဲနိုင်ဘူးကွာအဲ့ဒီခံစားချက်မျိုးကလေအခုကိုအလုတ်ကနေပင်ပန်းပြန်လာတဲ့အချိန်မှာကောင်မလေးကပြုံးပြီးစီးကြိုတဲ့အခါမျိုးကောင်မလေးချက်ထားတဲ့ထမင်းဟင်းလေးတွေကိုစားရတဲ့အခါမျိုးမှာခံစားရတဲ့နှွေးထွေးမှုမျိုးနဲ့တွားတူတယ်အောင်မြင်သူတယောက်လိုခံစားရတာပေါ့ကွာပြိုင်ဘက်ပရိသတ်တွေကိုလည်းရင်ကော့ပြီးကြည်ရဲသွားပြီလေဘလို့လဲငါတို့က Old Trafford ဘရင်တွေကွာဆိုတဲ့အထာမျိုးပေါ့ဒါပေမဲ့ဘောလုံးရာသီဆိုတာကရှေ့လောင်းနေလေချောမွေနေတာတော့မဟုတ်ဘူးဩဂုတ်လ22ရက်နေ့မှာ Ipswich Town ကွင်းကိုတွားကန်ရတယ်အသင်းတက်လာကစားအသင်းလေးဆိုတော့အေးစေနိုင်မယ်ထင်ထားတာတကယ်တမ်းကျတော့တစ်ထစ်ကိုတည်ရကြသွားတယ် David Beckham ကခြေပကိုတွင်းပြီးလို့တော်သေးတယ်အဲ့ဒီပွဲပြီးတော့ဩဂုတ်လ26ရက်နေ့မှာ West Ham နဲ့သူတို့ကွင်း Upton Park မှာတွားကန်ရပြန်တယ်အဲ့ဒီပွဲကတကယ်ကိုအကျဉ်းနေပဲ West Ham ကအရင်2ဂိုးသွင်းသွားလို့ကိုတို့အသေးအကျက်ရိုက်သွားတာလက်ဖေးရည်ဆိုင်ထဲမှာလည်းတိတ်ဆိတ်လို့ပြိုင်ဘက်တွေကလည်းပြုံးစိတ်နေပေါ့ဒါပေမဲ့ Beckham ရဲ့ Alanza free kick ကိုသွင်းကိုနဲ့ Indigo ရဲ့ဂိုးရဲ့ကြောင့်နှစ်ထစ်ကိုတည်ပြန်ကြဟင်းတယ်ရှုံးနေတဲ့အခြေအနေကနေအရှုံးမပြေပဲပြန်ကစားတဲ့ United ရဲ့စိတ်ဓာတ်ကိုအဲ့ဒီအချိန်ကတည်းကအရန်သဘောကျတာဘလောက်ပဲအခြေအနေဆိုးနောက်ဆုံးမိနစ်အထိကြိုးစားမယ်ဆိုတဲ့စိတ်ဓာတ်လေးအဲ့ဒီလိုပါပဲကောင်းပါလိမ့်ရဲ့ကိုရိုနှစ်ယောက်ရဲ့ဘဝခရီးလမ်းမှာလဲအခက်အခဲတွေစိန်ခေါ်မှုတွေအများကြီးကြုံရနိုင်တယ်တခါတလေ Ipswich တို့ West Ham တို့လိုထင်မထားတဲ့အတားအဆီးတွေနဲ့တွေ့ပြီးအဆင်မပြေမှုတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ United ကစားသမားတွေနောက်ဆုံးမိနစ်အထိပြေးလွှားပြီးဂိုးသွင်းမှုစ조사ခဲ့တယ်လို့မျိုးကိုလဲကောင်မလေးနဲ့အတူတူတီးဆောက်မဲ့အနာဂတ်အတွက်ဘယ်တော့မှအရှုံးမပြေးပဲအကောင်းဆုံးစ조사သွားမှာပါ2000ခုနှစ်ရဲ့ဩဂုတ်လဟာ United အတွက်ကော73နှစ်အရွယ်ကိုအတွက်ကောရတအစုံနဲ့လာတလဖြစ်ခဲ့တယ်ရှုံးနှိမ့်တဲ့နာကျင်မှုအောင်မြင်ခြင်းရဲ့ပီတိနောက်ကလိုက်ပြီးခြေပရတဲ့ရင်ခုန်တန်းပြိုင်ဘက်တွေနဲ့လေတက်ရတဲ့ပျော်ရွှင်မှုဒါတွေအားလုံးဟာကိုယ့်ရဲ့ဖြတ်သန်းမှုတွေပဲအခုအဲ့ဒီ73နှစ်အရွယ်ကောင်လေးတယောက်ကကြီးပြင်းလာပြီးကောင်မလေးကိုအရေးတကြီးနဲ့ချစ်ရတဲ့ယောက်ျားတယောက်ဖြစ်နေပြီလေကဲအပိုင်းတစ်အနေနဲ့ဒီလောက်နဲ့ပဲရက်လိုက်မယ်နော်ဩဂုတ်လအပြီးစက်တင်ဘာလကိုကူးတဲ့အခါမှာ United ရဲ့ဂိုးမျိုးတဲ့ပွဲကလေးကြီးတဲ့လာဦးမှာ Bradford ကို69နဲ့နိုင်တဲ့ပွဲတွေ Champions League ညချမ်းတွေမှာ Old Trafford ကွင်းကြီးထက်ကအတန်းတွေအကြောင်းကိုနောက်အပိုင်းတွေမှာဆက်ပြောပြမယ်အဲ့ဒီအချိန်ကျရင်ကိုဘေးနားမှာလာထိုင်ပြီးတေချာလေးနားထောင်ပေးတော့အရန်ချစ်တယ်ကောင်းပါလေရဲ့